ကျမကတကယ်တော့လက်ထောက်တနက်သမားတယောက်ပါဒါပေမဲ့ခင်မုန်းဖြစ်သူရှိမှလွဲအောင်တမင်ပြစ်ပြခဲ့တယ်သူကကျမပြစ်မှတ်လွဲသွားတာကိုကြည့်ပြီးသဘောကျဝမ်းသာသွားတယ်သူကတနက်ပြစ်ကျွမ်းကျင်ကြောင်းကြောင်းလုံးထုတ်ဖို့တနက်ကိုချက်ချင်းဆွဲယူလိုက်ပြီးပြစ်မှတ်တွေကိုစက်တိုက်ကြည့်အောင်ပြစ်ပြခဲ့တယ်ပြီးတော့ဒါဟာစကစားသူရဲ့ကံကောင်းမှုတက်တက်ပါပဲလို့ပြောခဲ့တယ်ကျမမျက်နှာပြတ်သွားခဲ့တယ်ဘာစကားမှမပြောဘဲတနက်ကိုပြန်ဆွဲယူပြီးကျင်းကုန်တဲ့အထိစက်တိုက်ပြစ်ထည့်လိုက်တာပြစ်မှတ်၈ခုစလုံးကိုထိသွားခဲ့တယ်ခင်မုန်းဖြစ်သူစွန့်သွားပါတော့တယ်သူခင်ဗျာအံ့အားတင်သွားပြီးဒါလည်းစကစားသူရဲ့ကံကောင်းမှုပဲလားလို့စဉ်းစားနေခဲ့တာပါကျမဟာလည်းသူ့လိုပဲခိတ္တန်းကြီးစားလုပ်ကြံသူတယောက်ဖြစ်ပြီးတိုင်ဘက်အဖွဲ့အစည်းတွေမှာအလုပ်လုပ်နေကြမှန်းအချိန်ပိုတွေကိုအချိန်အဆက်မိမိစီမံခန့်ခွဲရမှာနှစ်ယောက်စလုံးဆရာကြကြမှန်းသူလုံးဝမသိခဲ့ပါဘူးကျမမှာအလုပ်ရှိတဲ့အခါတိုင်းခင်မုန်းဖြစ်သူကဘားကိုသွားပြီးခဲရရင်အနားယူလေးရှိတယ်ကျမအိမ်ပြန်ရောက်လို့ကိုယ့်အင်ဂျီချို့လိုက်ချိန်မှာပဲသူကကျမနောက်ကနေကပ်ပြီးဝင်လာလေးရှိတယ်ဒီလိုနဲ့တာမန်မဟုတ်တဲ့အရေးအယောင်တစ်ခုမှမရပဲ6နှစ်တိုင်တိုင်အတူနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာတစ်ခုနဲ့ကြုံခဲ့ရပါတယ်ကျမတို့နှစ်ယောက်စလုံးဟာအစိုးရအဆောင်ရှောက်နဲ့ပုံအောင်နေတဲ့ထန်းခလို့အမည်ဝက်ပေးထားတဲ့တက်တေတယောက်ကိုရှင်းလင်းဖို့စာချုပ်တစ်ခုတည်းကိုအပြိုင်နက်တည်းရရှိခဲ့ကြတာပါတယောက်ကနောက်တစ်ယောက်ရဲ့အတားအဆီးဖြစ်လာလိမ့်မယ်လို့နှစ်ယောက်စလုံးမရိပ်မိခဲ့ကြပါဘူးကျမကတဲကန်နာရတဲ့ကပြစ်မဲ့ရဲ့နေရာကိုအမြန်ဆုံးရောက်သွားခဲ့တယ်ရင်းနှန်းရောက်လာရင်တုတ်တင်ရှင်းလင်းနိုင်ဖို့လမ်းကြောင်းတစ်ခုလုံးမှာဘုံတွေထောင်ထားခဲ့ပါတယ်ဒါပေမဲ့အောက်ခြေမခိုင်နဲ့သုံးမင်းဆိုင်ကတစီအဝေးကနေမြူးထူးစွာမောင်းနေလာခဲ့တယ်ကျမမှန်ဘလူးကိုဆွဲယူလိုက်ပါတယ်သုံးမင်းဆိုင်ကကွေဝဲပြီးဘုံရဲ့ခလုတ်ပေါ်ကိုအတက်ဝင်တိုက်မိသွားတယ်ဘုံတွေအားလုံးစက္ကန့်ရည်တွက်မှုစတင်သွားခဲ့ပါတယ်ရင်းနှန်းကတက်ကွင်းနဲ့မုံရသေးတာမို့စကွက်အားလုံးကိုကျမချက်ချင်းဖျက်တောက်လိုက်တယ်သုံးမင်းဆိုင်ကိုမှန်ဘလူးနဲ့ထက်ကြည့်လိုက်တော့အမျိုးသားတယောက်ကစင်ဂရတုံးကြီးကိုဆွဲထုတ်နေတာကိုတွေ့လိုက်ရတယ်သူဟာတိုင်ဘက်အဖွဲ့အစည်းကကျေးစားလူတက်သမားမှန်းချက်ချင်းသိလိုက်တယ်ကျမရဲ့စနိုက်ပါရိုင်ပေကိုဆွဲယူပြီးသူ့ရင်ဘက်ကိုပစ်ထည့်လိုက်တယ်အဲ့ဒီလူဟာကျမရဲ့ခင်ပွန်းပြဖြစ်နေလိမ့်မယ်လို့လုံးဝမထင်မှတ်ခဲ့ပါဘူးကံကောင်းစွာနဲ့ပဲသူကကြီးကအင်ဂျီဝတ်ထားခဲ့တယ်သူ့ကိုပြစ်တာကျမမန်ခင်ကွန်းဖြစ်သူမသိခဲ့ပါဘူးသူကစတင်ဂယ်ကိုချက်ချင်းဆွဲယူပြီးတောင်ကုန်းစီတစ်ခတ်ခဲ့တယ်ကျမအချိန်ကြီးလွတ်မြောက်သွားခဲ့ပေမဲ့ကျမတို့နှစ်ယောက်စလုံးဗာမီရှင်မှမအောင်မြင်ခဲ့ပါဘူးခင်ကွန်းဖြစ်သူကသူ့ရဲ့အောင်ပွဲဆက်နေမှုကိုအမျိုးသမီးလောက်ကျန်သူတယောက်ကဖျက်ဆီးလိုက်တာကိုသိသွားပြီးသူမဟာတာမန်အပြော်တမ်းမဟုတ်ဘူးဆိုတာနားလည်လိုက်တယ်အခင်းဖြစ်ပွားရာနေရာမှာကျမထားခဲ့တဲ့လက်တော့ကနေလိပ်စာတစ်ခုကိုစုံစမ်းဖို့ဟက်ကရောက်ကိုသူရှာတွေ့ခဲ့တယ်အဲ့ဒီလိပ်စာကိုလိုက်ရှာလိုက်တဲ့အခါမဂဇင်းမှာကျမရဲ့ကုမ္ပဏီမီကိုတွေ့သွားခဲ့တယ်သူတခုခုမှားနေပြီဆိုတာချက်ချင်းရိပ်မိသွားခဲ့တယ်သူ့ကိုဘုံနဲ့ခွဲခဲ့တဲ့သူအပေါ်ကျမလည်းအစွဲအလန်းကြီးစွာနဲ့တဲလုံစာရှာဖို့ဗီဒီယိုမှတ်တမ်းကိုထပ်ခါကြည့်နေခင်မှန်းသူမသိခဲ့ပါဘူးခင်မုန်းဖြစ်သူကကျမရဲ့ထောက်ထားမှန်ကိုကိုယ်တိုင်တီးပြုတ်ဖို့အိမ်ကိုအပြေးပြန်လာခဲ့တယ်အိမ်ရောက်တော့တတိထားပြီးတိတ်တဆိတ်ဝင်လာခဲ့တယ်ကျမကဘာမှမတင်ကားတဲ့ပုံစံနဲ့သူ့အတွက်တောက်စရာယူလာပေးခဲ့တယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကအနားမှာရှိတဲ့အစိတ်ရှိတဲ့ပိုက်တန့်စင်စေးပလင်းကိုတတိထားမိသွားတယ်သူကတောက်စရာတစ်ခုလုံးကိုတွန်းပစ်လိုက်ပါတယ်အဲ့ဒီညကညစာဟာခန်းနာပေမဲ့ထောင်ချောက်တစ်ခုဖြစ်ခဲ့ပါတယ်ခင်မုန်းဖြစ်သူကအဲ့ဒီဓာတ်နဲ့သူ့ကိုရံမှုမှာဆိုလို့အမဲသားလေးဓာတ်ကိုသူ့ရှေ့မှာတိတ်တဆိတ်ဝတ်ထားခဲ့ကျမကกินထားတဲ့အသားကိုယူလာပြီးနားကွဲမတက်အတန်ကြီးအောင်ပကံပေါ်မှာဓာတ်နဲ့တမင်ချစ်ပြလိုက်တယ်ခင်မုန်းဖြစ်သူကအသားလေးပေးဖို့ကူညီခြင်းဟန်ဆောင်ပြီးဓာတ်ကိုချက်ချင်းဆွဲယူလိုက်ပါတယ်သူ့မှာနေရာတိုင်းမှာအနေရရှိနေတယ်လို့ခံစားရပေမဲ့ကျမရဲ့စိုးတိုက်ခံခိုင်းစေမှုကြောင့်အစားအသောက်ကိုပါဇက်ထဲထည့်ခဲ့ရပါတယ်မှန်ထဲမှာအစိတ်ကလေးရဲ့အယောင်ပြန်ဟပ်နေတာကိုမြင်လိုက်ရတဲ့အခါသူကအသားကိုချက်ချင်းထွေးထုတ်လိုက်တယ်ခင်မုန်းဖြစ်သူကစတင်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်သူကထားပြီးကျမအတွက်ဝိုင်းနေငတ်ပေးခြင်းဟန်ဆောင်ခဲ့တယ်ငတ်ပေးပြီးတာနဲ့သူကဖန်ခွက်ကိုချက်ချင်းလွှတ်ချလိုက်ပါတယ်ကျမကချက်ချင်းတုံ့ပြန်ပြီးဖန်ခွက်ကိုဖမ်းယူလိုက်တယ်ခင်မုန်းဖြစ်သူရဲ့ဇဝေဇဝါဖြစ်နေတဲ့မျက်နှာပေးကိုမြင်လိုက်ရတဲ့အခါကျမလည်းဖန်ခွက်ကိုလွှတ်ချလိုက်ပါတယ်ကျမတို့နှစ်ယောက်စလုံးလှုပ်ဝက်ချက်တွေပေါ်သွားပြီဆိုတာနားလည်သွားကြပြီးလက်တိုင်ဆုပ်ဖို့မိဖို့ကြောင့်လဲသွားမယ်ဆိုပြီးနှစ်ယောက်စလုံးစင်ကြေပေးခဲ့ကြတယ်တကယ်တော့ကျမတို့ဟာတယောက်ကိုတယောက်တပ်ဖို့လက်နက်တွေသွားယူကြတာပဲဖြစ်ပါ